ကျွန်တော်ဒီနေ့ချက်ပြမှာလေးကတော့ကျွန်တော်ကနန်းမဆလာလေးပဲဖြစ်ပါတယ်နော်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ကနန်းလေးကိုကျွန်တော်တို့ကဒါကနန်းခုတ်ပြီးပါမယ်ကနန်းမဆလာမှာပါဝင်တဲ့ပစ္စည်းလေးတော့ကျွန်တော်တို့ကခရမ်းညင်ဒီပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကြက်သွန်နီလေးပါမယ်ပြီးရင်ပန်းငရုတ်ပွစိမ်းလေးပါမယ်ပြီးရင်ကျွန်တော်ပန်းမွန်လာပွင့်လေးပါပါမယ်ပြီးလို့ရှိရင်ကျွန်တော်ငရေသီးအနီတောင်လေးရဲ့2တောင်ပါပါမယ်တရုတ်နန်နန်လေးကတော့အနှဲငယ်ပါပါမယ်โอเคကျွန်တော်ကနန်းကင်ပါမယ်ကနန်းလေးကိုကျွန်တော်တို့ဒီမှာရေစင်အောင်ဆေးရတေချာလေးကင်ထားအောင်နော်โอเคအဲ့လိုကနန်းလေးကင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကနန်းကင်ပြီးတော့လို့ရှိရင်ကျွန်တော်ကနန်းလေးစီကြော်ပြရမယ်ကနန်းစီကြော်တဲ့ဒီမှာအချုံမို့နည်းငယ်စသားမို့လေးနည်းငယ်စီမွေးလေးနည်းငယ်နာနေအောင်မွေရမယ်ပြီးရင်ကျွန်တော်ကော်လေးနည်းငယ်သုံးပါမယ်ဂျုံမှုန့်လေးကျွန်တော်တို့ကတစုံသုံးပြပါမယ်โอเคဒါဆိုကျွန်တော်ဒီမှာခဏလေးစီပူလေးမှာကြော်ပြပါမယ်โอเคကျွန်တော်ကနန်းကြော်နေတဲ့အချိန်မှာကျွန်တော်အပြည့်နံလေးသွားနှီးပါမယ်ဒီနံလေးကတော့ချက်သွန်နီလေးကိုကျွန်တော်တို့ကချက်သွန်နီလေးကိုတုံးတုံးလေးလီးပါမယ်ချက်သွန်နီကတစ်လုံးခွဲတော့ငရုတ်ဘတစ်လုံးကို3ချိုး2ချိုးထည့်ပါမယ်ကန်းကျင်ဒီလေးကိုအစီထုတ်ပါမယ်အစီထုတ်ပြီးစစ်လေးလီးပြပါမယ်ကန်းကျင်ဒီကတစ်လုံးအပြည့်ထည့်ပါမယ်ပြီးတော့ကျွန်တော်ဒီမှာငရေသီးအနီတောင်လေးတွေနော်အနီတောင်လေးတွေကျွန်တော်ကစစ်လေးလီးပြပါမယ်ပလေးတွေโอเคအသီးနှံလေးကျွန်တော်တို့အသီးနှံလေးတို့ပြင်ပြီးဆိုတော့ကနန်းလေးကြော်ထားလေးသွားဆက်ပါမယ်
နမ်းမဆလာအနှစ်ဆက်ပါမယ်ဒီကလေးကကျွန်တော်တို့ကဒါကနမ်းမဆလာအချက်ဖို့အတွက်အနှစ်ကလေးဆက်ပါမယ်နော်သူကျုပ်နှလုံးပါပါမယ်နော်ကျုပ်နှလုံးပါမယ်โอเคကျုပ်နှလုံးခရုစီထမင်းစားစုံနဲ့တစုံတကြားကော်ဖီဇွန်နဲ့တစုံအချုံမုံကော်ဖီဇွန်နဲ့ကနှစ်စုံပြီးရင်ကျွန်တော်တို့ကမွေပေးပါမယ်ပြီးရင်ကျွန်တော်တို့ကကာလာစီငရုတ်စီပေါ့နော်ငရုတ်စီလေးထမင်းစားစုံလေးနဲ့တစုံစီလေးပါပါထည့်ပါမယ်ဒီကျွန်တော်ယူရီးယားမဆလာတစ်စုံဒီကျွန်တော်ခေါင်းစိမ်းငှက်ပြရည်လေးမင်းစားစုံလေးနဲ့ကျွန်တော်တစ်စုံထည့်ပြပါမယ်အဲ့ဒါလေးကိုကျွန်တော်တို့ကသမညောင်မှုပါမယ်โอเคကျွန်တော်ဝေးကနမလာဆက်ဖို့ကျွန်တော်တောက်ပြင်းရှင်းပြပါမယ်โอเคတက်တော်ဒီလေးကိုရင်ထည့်ပါမယ်โอเคဒါပြီးရင်ဒါလေးကိုသမနဲ့မွေထားတဲ့အနှစ်ကလေးကိုထည့်ပါမယ်အပြင်ကျွန်တော်တို့ကအချက်ပြုတ်ရည်လေးချက်ပြုတ်ရည်ပေါ့နော်သစုံထည့်ပါမယ်လေးโอเคဒီနေသားဆိုရင်ကျွန်တော်တို့ကကနန်းလေးထည့်ပါမယ်ရုပ်ဒီအနီလေးနောက်ထပ်အယောင်လေးတင်ပေးပါမယ်โอเคဒီနေသားလေးရောက်ပြီဆိုရင်ကျွန်တော်တို့ကဒါနှုတ်စိမ်းเนาะနှုတ်စိမ်းလေးခမင်းစားစုံ3စုံသာလောက်ထည့်ပါမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကတရုတ်နန်နန်နဲ့ဒီငရုတ်ဒီအနီတောင်လေးတွေစီစီထားလေးထည့်ပါမယ်ဒါဆိုရင်ကနမ်းမဆလာမှုန့်မွေးလေးသုံးဆောင်လို့ရတာပါเนาะโอเคဒီမှာကျွန်တော်တို့စီမွေးလေးပါပါလေးပေါက်ပြီးပါမယ်ဒါပြီโอเค